ဆိုရင်ပေါ့နော်မိခင်တို့ကိုညှစ်တိုက်တာပဲဖြစ်ဖြစ် formula တိုက်တာပဲဖြစ်ဖြစ်ပေါ့နော်နိုဘူးကုံသွားတာကိုကြည့်တာမဟုတ်ပဲနဲ့ပေါ့နော်နိုဘူးမကုံခင်လည်းကလေးဘိုက်ဝါတာရှိနိုင်တယ်လေနော်အဲ့ဆိုရင်ကလေးကဘယ်လိုပုံစံလေးပြရဲဆိုတော့နိုးဆိုတာတွေနည်းသွားမယ်နိုဘူးကိုတွန်းထုတ်မယ်ပေါ့နော်ပြီးတော့ခေါင်းပန်းတက်သွားတာတို့အိပ်ပျော်သွားတာတို့မဆိုးချင်တော့ဆိုပြီးကြီးကြတာဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါတွေကိုသိဖို့ဆိုရင်ကိုကနိုးတိုက်နေတဲ့ပုံစံလားပေါ့နော်ဒီလိုပုံစံဖြစ်နေမှာဆိုရင်ပေါ့နော်ကလေးကိုဒီလိုလေးထားမှာပေါ့နော်အိတ်တဲ့ပုံစံပဲထားပါထားပြီးဒီလိုမျိုးတိုက်တယ်ဆိုရင်နိုသီးကောင်းတဲ့ကနေနို့တွေက free flow ကြာနေပေါ့နော်ကြာနေတဲ့အတွက်သူကနို့ဇက်တိုက်ဆို့နေရတဲ့အတွက်သူဘိုင်းပြေးတယ်ဆိုတာလည်းသူပြောလို့လည်းမရဘူးကောအောင်ဆို့ပေးနေရတယ်ပေါ့နော်အဲ့လိုပုံပဲနဲ့ဒီလို pace feeding လို့ခေါ်ရပေါ့နော်ဒီလိုတိုက်လို့ကလေးကိုဒီလိုလေးထားလိုက်မယ်ပြီးတော့နို့ဘို့ကိုဒီလိုပေါ့နော် horizontal လေးထားမှာပေါ့နော်ဒီလိုလေးထားဒီလိုတိုက်မယ်ဆိုရင်ကလေးကဆို့လိုက်တယ်မျိုးချလိုက်တယ်ဆို့လည်းမျိုးချသူအားနဲ့ဆို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်သူဘိုင်းပြေးသွားတယ်ဆိုလဲသူရက်လိုက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးတိုက်ပြီးတော့ကြည့်လို့ရပါတယ်နောက်တစ်ခုကကြတော့ကလေးကနိုဘူးကုံသွားပြီပေါ့နော်နိုဘူးကုံသွားပြီမဲ့ချီကြရပေါ့နော်အဲ့ဒါကနို့ထက်စားလို့လားဆိုတော့နို့ထက်စားလို့လည်းဖြစ်နိုင်တယ်ပေါ့နော်နို့ဆိုတာမလောက်လို့လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုဖြစ်နိုင်တယ်လို့တခြားဘာဖြစ်နိုင်လဲဆိုတော့ပေါ့နော်လေခံနေလို့ပေါ့နော်လေမထုတ်ပေးရသေးလို့ချီကြရလည်းဖြစ်နိုင်တယ်တခါကျတော့လေနို့ဘူးနို့ကုံသွားပြီမဲ့ပေါ့နော်ဒါကြရင်လည်းချိုးလိန်စိုးကျင်တယ်လို့ပေါ့နော်နို့ဘူးစိုးကျင်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါလေးရှိနိုင်ပါတယ်အဲဆိုရင်ဒီချက်လေးကိုကြည့်ချင်တာဖြစ်ပေါ့နော်ကလေးနို့ဘူးဆိုတဲ့ baby လေးတွေလည်းနို့ရတယ်ဆိုတာသိနိုင်ပါတယ်ကျေးဇူးတင်ပါတယ်